မင်္ဂလာပါဝေမေတုကုသက်ရောင်းဝယ်ဆိုင်မှာကျွန်တော်တို့ဒီနေ့ Canon IR 1643 set ကိုကျွန်တော်တို့ wireless ပေါ့နော်ဖုန်းတို့ကျွန်တော်တို့ကွန်ပျူတာတွေနဲ့ wireless လမ်းထုတ်ချင်တဲ့ customer တွေ Wi-Fi ချိတ်နည်းလေးကျွန်တော်ပြပေးမယ်နော် Wi-Fi ချိတ်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ menu ထဲကိုဝင်လိုက်ပြီးတော့လို့ရှိရင်ကျွန်တော်တို့ prepared ထဲကိုဝင်လိုက်မယ်ပြီးတော့ကျွန်တော်တို့ network ထဲကိုဝင်လိုက်မယ်ပြီးရင် password နေရာမှာကြောက်တော့ခွန်65432ခွန်65432အဆင်လိုက်ပဲเนาะအောက်လဲအိုက်ကောင်ပဲပင်လဲအိုက်ကောင်ပဲเนาะခွန်65432ပြီးရင်ကျွန်တော် login လေးဝင်လိုက်မယ်เนาะဒါကျွန်တော်ပေးထားတဲ့ဟာမဟုတ်ဘူးเนาะသူ့မှာ auto ပါတဲ့ dashboard password เนาะပြီးရင်ကျွန်တော်တို့ဒီမှာနံပါတ်ဟိုဒီကအပေါ်နံပါတ်1အမြောက်အကြောင်းကိုကျွန်တော်နှိပ်လိုက်မယ်ပြီးတော့ကျွန်တော် okay လေးနှိပ်လိုက်မယ်ပြီးရင် SSID setting ကိုနှိပ်လိုက်မယ်ပြီးရင် select access point name ကိုနှိပ်လိုက်မယ်ကျွန်တော်အိမ်မှာရှိနေတဲ့ Wi-Fi တွေကိုရှာလိုက်မယ်ဒါကျွန်တော်ရှိမှရှိနေတဲ့ Wi-Fi တွေကိုဒီထဲကနေကျွန်တော်လူကြီးမင်းတို့ချိတ်ချင်တဲ့ Wi-Fi တစ်ခုကိုထောက်လိုက်နှိပ်လိုက်ကို Wi-Fi password ကိုသိဖို့တော့လိုတယ်ပေါ့နော် okay နှိပ်လိုက်ပြီးတော့ကျွန်တော်ရဲ့ Wi-Fi password ကိုကျွန်တော်ရိုက်ထည့်လိုက်မယ်နော်ဒါဆိုရင်ကျွန်တော်ရဲ့ Wi-Fi password ကိုကျွန်တော် Wi-Fi နဲ့ကျွန်တော်ချိတ်နေပြီအဲ့မှာလူကြီးမင်းတို့ချိတ်ချင်တဲ့ဒါဆိုရင် connect ဖြစ်သွားရပြီနော်လူကြီးမင်းတို့ချိတ်ချင်တဲ့ IP ကလည်းဒီလိုပုံစံလေးပြနေတယ်ချိတ်ချင်တဲ့ဟိုဟာ device ကလည်းအဲ့ Wi-Fi နဲ့တော့ချိတ်နေဖို့တော့လိုတယ်နော်အဲ့မှာကျွန်တော်တို့ဒီမှာကျွန်တော် Google Play Store ထဲဝင် Canon Mobile Print ဆိုတဲ့ application ကျွန်တော်ကတော့ down ပြီးသားနော်ဗီဒီယိုထဲမှာရှေ့သွားမှာဆိုလို့ down ပြီးသားလို့ကျွန်တော်ဖွင့်လိုက်မယ်ဒါခုမှစဖွင့်မှာနော်ကျွန်တော်လည်းဒါဆိုရင်သူက okay ဒါတွေအကုန်လုံးကျွန်တော်တို့သဘောတူလိုက်မယ်ပေါ့မတူလို့လည်းမရအောင် okay ပေးလိုက်မယ်ပေါ့နော်ဒါအကုန်လုံးကျွန်တော်တို့ okay ပေးလိုက်မယ်ပေါ့ပေးထားဆိုကျွန်တော်တို့ကဒီကောင်နဲ့ print ထုတ်တော့မယ်ဒါသူ့ရဲ့ printer ကိုဒီကောင်စရှာမယ်ပေါ့နော် print as registration ဒီမှာသူက yes သူစရှာလိုက်မယ်ဆိုတော့ခဏဆောင်လိုက်ပေါ့နော် slash တဲ့ other printer ကိုသူရှာလိုက်မှာရှာရင်သူ printer တက်လာလိုက်မယ်တော့ 1643i ဆိုပြီးတက်လာလိုက်မယ်တက်လာတဲ့ printer ကိုကျွန်တော်ထောက်လိုက်ရုံပဲနော်ထောက်လိုက်လို့ရှိရင်သူအဝိုင်းလေးလေရှာနေလိမ့်မယ်နော်ဒါဆိုကျွန်တော်ထုတ်လို့ရပြီဒါထုတ်ချင်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့document print ပေါ့နော် print ကိုကျွန်တော် photo လေးထဲဝင်လိုက်မယ်တော့ပုံလေးကဘာပုံလေးရှိမလဲကျွန်တော်တို့ပုံလေးကရှိရတခုခုပေါ့ဒါလေး print ထုတ်ချင်တာဒါလေးကိုနှိပ်လိုက်မယ်ပြီးရင် next ကိုနှိပ်လိုက်မယ်ပြီးကျွန်တော်တို့က A4 ဆိုတဲ့မှာ A4 ရွေးထားပြီးသားကျန်တဲ့ site scan site တွေပါရွေးလို့ရပြီဆိုရင်ကျွန်တော်တို့ပြန်သွားလိုက်မယ် print လေးနှိပ်လိုက်တာ ਨੇ သူ print ထွက်လာလိုက်မယ်ဘယ်ကဲလို့ scan ဖတ်ချင်တယ်ဆိုလည်းဒီကောင်နဲ့ scan ဖတ်လို့ရတယ်နော် scan ဖတ်ချင်လို့ရှိရင်ကျွန်တော်မှတ်ပုံလေးကိုကျွန်တော် scan ဖတ်ပြမယ်နော်ဒါကို print ထုတ်ဒါဆိုရင်ကျွန်တော်တို့